ဘာရာနတိပြီးဗျမတက်မင်းကြီးစိုးစံစဉ်အခါကဖျားလောင်းတော်ဟာဟိမဝန္တာတော်အတွင်းမှာရှိတဲ့တရက်ပင်ကြီးတစ်ပင်တွင်မြောက်ပေါင်း8000တို့ကိုအုပ်ချုပ်သောမြောက်မင်းဖြစ်ခဲ့ပါတဲ့ကွယ်အဲ့ဒီမြောက်မင်းတို့နေထိုင်ရာဂင်္ဂါမြစ်ကမ်းအနီးအနားမှာအလွန်ကြီးမားသောတရက်ပင်ကြီးတစ်ပင်ရှိနေပါတယ်ထိုတရက်ပင်တွင်နတ်တုတ်တာကဲ့သို့အရသာရှိသောတရက်သီးများတီးပြီးမြောက်မင်းနှင့်မြောက်အပေါင်း8000တို့၏မိခိုရာဖြစ်နေပါတဲ့ကွယ်မြောက်မင်းသည်ပညာဉာဏ်ထက်မြက်သူဖြစ်၍မြစ်ဖက်သို့ကိုင်းသောအကိုင်းမှအသီးများကိုမြစ်ထဲမကျစေနှင့်လူတို့တွေ့လျင်ငါတို့အတွက်ဘေးဖြစ်လိမ့်မည်ဟုအမြဲတတိပေးလေရှိပါတယ်။တို့ပေမဲ့လည်းမြောက်များအဲ့ဒီလိုတတိထားသည့်ကြားမှာပရစ်စိတ်အောင်အတွင်ဖုံးကွယ်နေသောတရက်သီးမှတ်တလုံးကိုမမြင်မိပဲနေတာတဲ့ကွယ်။အချိန်တရက်ပြီးတရက်ကုန်လွန်လာပြီးနောက်ထိုတရက်သီးကြီးကရင့်မဲ့လာတဲ့အခါမြစ်ထဲသို့ကျသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်တွင်တရက်သီးသည်ဘာရာနတိမင်းကြီးရေကစားနေသောနေရာသို့မျောပါသွားခဲ့ပါတဲ့ကွယ်မင်းကြီးသည်တရက်သီးမျောပါလာတာကိုတွေ့ရှိသွားခဲ့ပြီးနောက်တွင်တရက်သီးမှာအလွန်ကြီးမားပြီးထူးခြားသောအမွေးနှံကြောင့်စားကြည့်ကြည့်ရာအလွန်အရသာရှိသဖြင့်ထိုတရက်ပင်ကိုရှာဖွေရန်သူ့ရဲ့စစ်သည်များကိုအမိန့်ပေးလိုက်ပါတဲ့ကွယ်ဘာရာနတိမင်းကြီးသည်စစ်သည်ဘိုးပါများမုတ်ဆိုများနှင့်အတူဂင်္ဂါမြေကြောင်းအတိုင်းဆန်တက်ခဲ့သည်နောက်ဆုံးတွင်တရက်သီးရက်နဲ့နောက်သို့လိုက်ရင်မြောက်များစွာပျော်စံနေသောတရက်ပင်ကြီးကိုရှာတွေ့သွားပါတဲ့ကွယ်မင်းကြီးသည်ညဘက်တွင်မြောက်များကိုဝိုင်းထားလော့မနက်လင်းသည်နှင့်အားလုံးကိုပြစ်တက်၍တရက်သီးကိုငါတို့စားမိဟုအမိန့်ထုတ်လိုက်ပါတော့သည်တခေါင်ရန်အချိန်တွင်စစ်တီတော်များကတရက်ပင်ကိုဝိုင်းရံထားပြီးလေးများဖြင့်အစင်သင့်ဝိုင်းရံထားကြပါတယ်မြောက်တွေကလည်းရန်သူဝိုင်းနေသည်ကိုတီးလိုက်ရတော့အသက်ပေးအတွက်ကြောက်လန့်တုန်လောက်ကမြောက်မင်းထံပြေးကပ်ကြတော့တယ်။အရှင်မင်းကြီးကျွန်ုပ်တို့ကိုကဲတင်ပါဦးဟုငိုယူတောင်းပန်ကြလက်တဲ့။ထို့အခါဖျားလောင်းမြောက်မင်းကအချမ်းရံများကိုအားပေးစကားပြောကမြောက်များကိုကဲတင်ရန်နီးလန်းရှာလေတော့တယ်။မြောက်မင်းသည်တရက်ပင်အမြင့်ဆုံးကိုင်းမနေ၍မြစ်တစ်ဖက်ကန်းသို့အားအင်ကုံတုံးကခုန်ကူးလိုက်ပြီးနောက်မြစ်တစ်ဖက်ကန်းရှိຫນွေပင်တစ်ခုကိုခြေထောက်ဖြင့်မြင်းမြန်စွာချိတ်ပြီးမိမိကိုတရားတပွဲတရက်ပင်ဘက်သို့ပြန်လဲဆန့်တန်းလိုက်ကမြောင်မင်းသည်မိမိလက်နှစ်ဖက်ဖြင့်တရက်ကိုင်းကိုမြင်းမြန်စွာဆုပ်ကင်ထားပြီးအမောင်တို့ငါကြောပေါ်မှနေ၍မြန်ကူးကြလော့ဟုအမိန့်ပေးလိုက်ပါတယ်ထို့အခါမြောက်၈တောင်းတို့သည်မြောင်မင်း၏ကြောကိုနင်းကတကောင်ပြီးတကောင်တစ်ဖက်ကန်းသို့လွတ်မြောက်အောင်ပြေးကြပါတယ်မြောင်မင်းသည်ဒဏ်ရာများစွာရတော်လေသူ့ရဲ့လက်အောက်ငယ်သားများဘီကင်းကြီးအတွက်နာကျင်မှုကိုအံ့ကျိခံထားရလေတော့တယ်။နောက်ဆုံးတွင်ဒီဝဒက်လောင်ဖြစ်သောမြောက်ရုပ်တစ်ကောင်သာကိုရန်ကြံနေလေတဲ့ကွယ်။ထိုမြောက်ရုပ်ကတော့ဖျားလောင်းမြောက်မင်းအပေါ်အမြဲမလိုမုန်းထားနေသောသူဖြစ်သောကြောင့်မြောက်မင်းကိုတေးစေလိုသောဒီအခြေအနေကိုအခွင့်ရယူကာရန်ညိုဖြင့်အရှိန်ပြင်းခုန်၍မြောက်မင်း၏ကြောရိုးကိုပြင်းထန်စွာနင်းချလိုက်လေတော့တယ်။ထို့သို့ခုန်လိုက်သောအရှိန်ကြောင့်မြောက်မင်း၏ကြောရိုးကျိုးသွားပြီးပြင်းထန်သောဝေဒနာကိုခံစားရကတရက်ကိုင်းပေါ်တွင်မှန်လုံမရှက်တင့်ကြံနေခဲ့လေတဲ့ထိုအခြေအနေအလုံးကိုကြည့်နေသောမင်းကြီးသည်မြောက်မင်း၏အံ့မခံစွန့်လွတ်မှုကိုမြင်သောအခါအလွန်ကြည်ညိုသွားလေတော့တယ်ဤကဲ့သို့သောတရိတ်ဆန်ပင်လင်နောက်လိုက်များအတွက်အသက်ပေးရသည်မှာအံ့ဩစရာပင်ဟုဆိုကမြောက်မင်းကိုမြေပြင်သို့အသာအရာချရန်သူ့ရဲ့ရေးမှတ်များကိုစီခိုင်းလိုက်လေတယ်မင်းကြီးသည်မြောက်မင်းကိုစီလင်းပြီးကညင်တာစွာပြုစုပေးပြီးမြောက်မင်းတတိယလာသောအခါမင်းကြီးကအသင်သည်အဘေးကြောင့်မိမိအသက်ကိုအဆုံးရှုံးခံကဤသို့လုပ်ရသည်ဟုမီးလေတယ်မြောက်မင်းကအရှင်မင်းကြီးခေါင်းဆောင်စုသည်မှာနောက်လိုက်သူ၏အကျိုးကိုဆောင်ရွက်ရသူဖြစ်တယ်ဒါကြောင့်ငါနောက်လိုက်တွေဘေးကင်းဖို့စွန့်လွတ်စွန်းစားရခြင်းဖြစ်တယ်လို့အစချီကအုတ်ချုပ်သူတို့လိုက်နာရမည့်တရားများကိုဟောကြားခဲ့ပါတယ်။တရားဟောပြီးနောက်ညောင်မင်းသည်ဒဏ်ရာပြင်းထန်သဖြင့်ကွေလွန်သွားခဲ့ပါတယ်။မင်းကြီးလည်းညောင်မင်းအတွက်မင်းသားတစ်ပါးကဲ့သို့ခမ်းနားသောတင့်ကူခြင်းအခမ်းအနားကိုပြုလုပ်ပေးခဲ့ပြီးညောင်မင်း၏ဆုံးမစကားအတိုင်းတိုင်းပြည်ကိုတရားသဖြင့်အုတ်ချုပ်မင်းလုပ်နေခဲ့ပါတော့တယ်။ဒီလိုပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့
page လေးကို like and follow လုပ်ထားဖို့မမေ့နဲ့နော်